အလုံးမဲမင်္ဂလာပါရှင်ကျမဒီနေ့ပေါ့နော်အရှိကိုရှိရလားအရှိစစ်ကိုရှိရလားအရှိကနာကျင်စရာကောင်းတယ်အရှိကိုမလို့ရှင်တော့ဘူးဆိုတော့ပြောနေတဲ့လူတွေပေါ့နော်ကျမငယ်ငယ်တုန်းကပေါ့နော်ကျမကျောင်းစတက်တဲ့အချိန်မှာအဖေကကျမကိုမှားလိုက်တဲ့စကားရနောက်ပြီးတော့ကျမတရားလေးတစ်ပုဒ်နာလိုက်ရပါပေါ့နော်ကျမက5 နှစ်ခနဲ့တရားနာတဲ့အချင်းရှိရပေါ့နော်တရားပွဲလေးသွားတယ်အဲ့အချိန်မှာအဖေကပြောလိုက်တယ်ပေါ့နော်လူတွေကပြောကြလိုက်မယ်တရှင်ရှင်ကြိုက်လောကကြီးကမတရားဘူးလောကကြီးကနေရှင်စရာကိုမရှိဘူးလောကကြီးကတကယ်ကိုမကောင်းဘူးလို့ပြောတဲ့အချိန်ခါကြရင်တဲ့မယုံပါနဲ့ပေါ့နော်တကယ်တမ်းတော့လောကကြီးကသူ့ဟာတူနေတာပါသူ့လေပတ်မှုတိုင်းလေပတ်တာပါတကယ်တမ်းကလောကကြီးထဲမှာနေတဲ့လူတွေကအကျင့်စရိုက်တွေအမျိုးမျိုးနဲ့ပြောင်းလဲလာတယ်မျက်နှာဖုံးအမျိုးမျိုးနဲ့ရှိလာတယ်အဲ့ထဲမှာကိုကဘလိုမျိုးပေါ့နော်နေထိုင်ရှင်လဲဘလိုရွေးရှင်မှုကိုနေထိုင်ရှင်လဲဆိုတာပဲမူတည်ရပေါ့နော်အဲ့ထဲကလောကကြီးကိုမကောင်းဘူးလောကကြီးကမတရားဘူးလောကကြီးကဒဏ်ရာတွေပဲပေးတယ်လို့ပြောတဲ့လူတွေကိုမပါစေနဲ့ပေါ့နော်လောကကြီးကိုအလှဆင်နိုင်တဲ့လူဖြစ်ပါစေလို့အဖေကကျွန်မကျောင်းစတက်တဲ့အချိန်ခနဲ့ကပေါ့နော်ကျွန်မကိုအဲ့လိုမျိုးပြောပြတယ်တရားထဲမှာလည်းနားလိုက်ရပါပေါ့နော်အမြဲတမ်းလောကကြီးကတာယာလှပနေတယ်အင်ရှန်နေတယ်ပျော်စရာကောင်းတယ်ဒါပေမဲ့အဲ့ထဲမှာရှိတဲ့လူတွေရဲ့အကျင့်စရိုက်တွေကြောက်မှုတာလောကကြီးထဲမှာရှိတဲ့လူတော်တော်များများကအဲ့လိုမျိုးပြောကြတာရှိရပါတော့ကိုကအဲ့လိုလူမျိုးဖြစ်ဖို့ပဲအရေးကြီးပါတယ်လောကကြီးကိုအလားဆင်ပြီးတော့ကိုကောင်းမှုအောင်နေထိုင်ဖို့အရင်အရေးကြီးရပါတော့အရှိကအနာကျင်နဲ့အရှိကဒဏ်ရာပေးရလို့ပြောတာပေါ့နော်တကယ်တမ်းတော့ပေါ့နော်အရှိဆိုတာကတကယ်ကိုအေးရှမ်းသာရတယ်တယောက်ကိုတယောက်ရှစ်ရှင်ကလည်းတကယ်ကိုကောင်းမွန်တဲ့အရာပဲပေါ့နော်ဘယ်သူမှရှစ်မဲ့လူမရှိရင်တော့ကိုရှစ်လို့ရတယ်ရှစ်တယ်လို့ပြောခါကြရင်လေတချို့ခါကြတော့အတိတ်ပဲကောက်လွဲကြရပေါ့နော်ကိုလှုပ်ရှင်တာတွေလှုပ်တယ်ကိုသွားရှင်တဲ့နေရာတွေသွားတယ်လမ်းမတွေလှုပ်လဲဒါကိုရှစ်လို့လှုပ်နေတယ်လို့ထင်တာပေါ့နော်ရက်တွေပြီးရတယ်မကောင်းတဲ့နေရာတွေသွားတယ်ကိုထိခိုက်စေတဲ့အရာတွေလုပ်တယ်ပေါ့နော်ဒီအရာတွေကကိုရှစ်လို့ပြန်ပြီးတော့ပေးနေရကိုပြောရှင်တယ်လို့နေပေးနေရလို့ထင်တာပေါ့နော်တကယ်တမ်းနောက်ဆက်တွဲမှာအများကြီးစိုးကျိုးတွေရှိရပေါ့နော်ကျမကရမတောင်းနဲ့ပြရမတောင်းနဲ့လို့မဆိုဘူးဘယ်သူပဲဖြစ်ဖြစ်ဒီຢာတွေမှာကိုယ့်ရဲ့အတိုင်းအတာနဲ့ကိုယ့် limit နဲ့ရှင်းချိန်ဖို့လိုတယ်ကိုထိခိုက်စေမဲ့အရာတွေဆိုမလုပ်ဖို့အရန်ရေးကြည့်ရပေါ့နော်ဒါကြောင့်အရှိဆိုတာကတကယ်ကိုကောင်းမွန်တဲ့အရာပေါ့နော်ကိုဘယ်သူမှမရှင်းအောင်မကိုရှစ်ပေးလိုက်ပါလူတဦးနဲ့တဦးရှစ်ရှင်းကလည်းတကယ်ကိုတာယာအေးရှမ်းပါတယ်ဒါကြောင့်အရှိကိုမကြောက်ပါနဲ့ကိုကမှန်ကန်စွာရှစ်တက်ဖို့ပဲလိုပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမနာမည်ကတော့အေးအေးငင်းဖြစ်ပါတယ်